ပြောင်းချင်မှန်းသိတဲ့အခါမှာကျွန်တော်တို့လေလုံရမယ်ပေါ့ဗျာလေလုံနေဆိုတာကဒီကျွန်တော်တို့ဒီပြောင်းမှုပင်ကိုစင်မီသားတွေထဲမှာအောက်ဆီဂျင်မခိုကက်အောင်ကျွန်တော်တို့နင်းသိပ်ပေးရမယ်ကျွန်တော်တနိုင်တစ်ပိုင်းဆိုလို့ရှိရင်လူနဲ့နင်းရမယ်ပေါ့နော်ပလေးဖြန်လိုက်နင်းလိုက်ပလေးဖြန်လိုက်နင်းလိုက်အဲ့လိုလုပ်ရမယ်ဗျလုပ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အကုန်လုံးပေါ့နော်ဖုံးတဲ့အခါမှာကျွန်တော်ကနေအောင်ကြည့်တိုက်ထိတွေ့လို့မရအောင်ပလတ်စတစ်အမဲပို့ပြီးတော့ကျွန်တော်အသုံးပြုတင်တယ်ပြောင်းချင်မဲ့အကုန်လုံးကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်ပြောင်းချင်မဲ့ရဲ့ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီပလတ်စတစ်အမဲကိုကျွန်တော်ဖုံးလိုက်မယ်ပြီးရင်အပေါ်ကနေပြီးတော့မိုးကတက်ထက်ပေါ့နော်တက်ထက်ပြန်ပြီးတော့အုပ်မယ်သူ့ရဲ့ပုံမှာကျွန်တော်ကပိုးပြီးတော့ကောင်းအောင်ဆိုပြီးတော့ကျွန်တော်တို့လွှတ်စာမှုသုံးတာပိုးပြီးတော့ကျွန်တော်တို့သဘောကျတယ်ကျွန်တော်ဘက်မှာလွှတ်စာမှုကလည်းရှိတော့ကျွန်တော်လွှတ်စာပုံသုံးတယ်လွှတ်စာပုံတွေပလေးကျွန်တော်တို့လိုက်ပြီးတော့ဖြတ်နေပေါ့ဗျာသူကလေးမလုံးဘူးဆိုလို့ရှိရင်သူကမှုတ်တက်တယ်မှုတ်တက်လို့ရှိရင်သတိဆန်အတွက်ကကျွန်တော်မကြွေးစင်ဘူးဘေးဥပဲဖြစ်တတ်တယ်လုံးဝကိုမကြွေးစင်ပါဘူးတကယ်မှချင်းဘက်ကအောင်မြင်နေကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချင်းဘက်ရဲ့အနံ့ကချင်းလဲချင်းနေဗျအနံ့မှုလဲမှုတယ်ပြောင်းမှုပင်ဟာကရွှေဝါရောင်ပေါ့ဗျာဝါရောင်လေးတန်းနေအောင်အဲ့လိုမျိုးဆိုလို့ရှိရင်နွားတအားကြိုက်တယ်တခြားနီလန်းနဲ့ဒီနွားစာကိုသိမ့်မယ်ဆိုရင်တော့ပြောင်းမယ်ဆိုလို့ရှိရင်တော့အစိုးတဲ့ပျောက်ပြရနဲ့နွားသိပ်ပြီးတော့ကြာမကြိုက်ဘူးချင်းမဲ့သိတာကတော့နွားတွေတအားကြိုက်တယ်စားလဲစားတယ်နိုးစားနွားတွေမှာဆိုလို့ရှိရင်နိုးထွန်းလုံးကောင်းတယ်အသက်တိုးနွားတွေလည်းကောင်းတယ်အဲ့တော့ကုန်ကြစိတ်ကတော့နည်းနည်းတော့ရှိတယ်ဒါပေမဲ့တိရစ္ဆာန်ကိုရဲ့မွေးထားတဲ့တိရစ္ဆာန်တွေအတွက်ကတော့လုံးဝတန်ဖိုးမဖြစ်နိုင်တဲ့အစားအစာပါပဲဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ